မြန်မာနိုင်ငံရဲ့ရွရွညင်ကြီးမှုအစဉ်လာတစ်ခုဖြစ်တဲ့ထမနယ်ထုတ်ပွဲကိုစရနီရောက်မြန်မာမိသားစုတွေစုပေါင်းပြီးမေလ9ရက်နေ့နောက်ပိုင်းကရေနုရမြန်မာဖုံးတုံကြီးကျောင်းမှာကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ထမနယ်ထုတ်ပွဲဆိုတာမြန်မာရွရ12လရက်ဒီပွဲတော်တက်ကတစ်ခုဖြစ်ပြီးမြန်မာပြည်ကရင်အရာတဘိုးရဲလာမှကျင်းပလေရှိပါတယ်ဒါပေမဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေကတော့မိမိတို့ရောက်ရှိနေတဲ့နိုင်ငံရဲ့ရာသီဥတုနဲ့အခြေခံပေါ်မူတည်ပြီးအခုလိုစုပေါင်းကျင်းပကြတာဖြစ်တယ်လို့သိရပါတယ်ဒီနေ့မှာတော့စတနီမြို့ကမြန်မာမိသားစုတွေဟာကဆောင်ကြောင်သောပွဲနဲ့အတူထမနယ်ထုတ်ပွဲကိုပါပူးတွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်တို့လက်ဖက်ကကျွန်တော်တို့10ရက်နေ့မေလ10ရက်နေ့မှာကျွန်တော်တို့ဒီရနောလာဘုံကြီးကျောင်းကြီးစတနီမြို့မှာပြုလုပ်မဲ့ကစုံလာပြည့်နေ့ပွဲကိုညီစုမဆိုးစိတ်ပါဝင်စားသူညီစုမဆိုးလာရောက်ပြီးတော့ကျွန်တော်တို့ဗဒုတိတာကျေးမွန်ဘက်မှာလာရောက်ပြီးတော့စားသုံးနိုင်တယ်ကျွန်တော်တို့ ਨੇ နှစ်စဉ်လူတန်းနေတဲ့မိတ်ဆွေသင်္ကာများနဲ့လည်းဝိုင်းဝန်းပြီးတော့လောက်အားနဲ့တော်တော်ကောင်းကူညီပြီးတော့ပံ့ပိုးရင်းနဲ့ကျွန်တော်တို့လာရောက်ပြီးတော့ပူးပေါင်းပါဝင်ရပါလို့ကျွန်တော်ကနှိုးဆော်ချင်ပါတယ်ဒါအပြင်ခုလိုထမနယ်ထုတ်ပွဲတွေကိုဗန်နိုင်ငံဗေဒေသရောက်ရိုးရော်မပြတ်ကျင်းပနေတာကြောင့်လူငယ်တွေနဲ့ကလေးတွေအတွက်မြန်မာယဉ်ကျေးမှုကိုလေးလသိယူနေတဲ့အခွင့်အရေးတစ်ခုလည်းဖြစ်တယ်လို့ပွဲတက်ရောက်လာသူတွေကခုလိုပြောပါတယ်မြန်မာရိုးရမြန်မာနိုင်ငံတွေမဟုတ်ဘူးပေါ့နော်ဘယ်ဒေသဘယ်နိုင်ငံဘယ်ဒေသရောက်မပြောက်ပြတ်သွားဘူးပေါ့နော်မြန်မာရိုးရကာချာလေးကိုကလေးတွေနောက်လာနောက်သားတွေရောကလေးတွေရောသိအောင်နောက်ထမနယ်လို့ထိုးခြင်းရဲ့ရွယ်ချက်ကအားလုံးစုပေါင်းညီညာပြီးတော့ထိုးကြတဲ့အတွက်ကိုအောင်ပွဲတစ်ခုရတယ်တယောက်တည်းထိုးလို့လည်းမဖြစ်ဘူးအားလုံးညီညာမှနှက်မှန်ပြီးတော့ဟင်းကဟိုဘယ်လိုခေါ်မလဲအစားတောက်ကောင်းထွက်တယ်လို့တိုင်းပြည်အတွက်လည်းအဲ့လိုပေါ့အားလုံးစုပေါင်းညီညာဘာမဆိုဖြစ်နိုင်ပါတယ်လို့စုပေါင်းညီညာကောင်းသောနိုင်ငံဖြစ်နိုင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ထမနယ်အပြင်မုံဝင်ကားနဲ့အခြားမြန်မာရွရအစားအသောက်တွေကိုလည်းစရိတ္တအဖြစ်ကျွေးမွေးလှူဒန်းခဲ့ကြပြီးလူမျိုးမွေးဘာသာမွေးလာရောက်သုံးဆောင်နေအောင်စီစဉ်ထားတာကိုလည်းတွေ့ရပါတယ်။လာတို့မေလ10ရက်နေ့မှာကျင်းပမဲ့ကဆောင်ကြောင်သောပွဲကိုလည်းစတနီရောက်မြန်မာမိသားစုတွေအလုပ်လာရောက်ကုသယူနိုင်ဖို့ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။အခုကျွန်တော်တို့ပြောချင်တာကနက်ဖက်ကလာရောက်ပြီးတော့ကျွန်တော်တို့စားသုံးမဲ့မိတ်ဆွေများဒီဒီဘာသာဝင်မဆိုအထူးအဖြစ်ကျွန်တော်အစ္စလမ်ဘာသာဝင်တွေဆိုရင်အင်မတန်မှကျွန်တော်တို့ထူးထူးခြားခြားကျွန်တော်တို့မစားတဲ့အစားအသောက်ရှိတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့မှာလုံးဝမရှိပါဘူးအားလုံးစားသုံးနိုင်တဲ့လူမျိုးမျိုးဘာသာမျိုးစားသုံးနိုင်တဲ့မွေးရင်းကဖြစ်တယ်ထမနယ်ဆိုရင်လည်းကျွန်တော်တို့တတ်လို့တောင်ပြောလို့ရပါတယ်မွေးရင်းကတော့ကျွန်တော်တို့ငားနဲ့ချက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီစီဆိုလို့ရှိရင်လည်းကျွန်တော်တို့အင်မတန်မှတန်ရှင်းတဲ့စီအထဲမှာထဲမဲ့ကြက်ဥတို့ကြက်သွန်တို့ဂျင်းတို့ငပြောဥတို့ဆိုတာလဲဒါတွေကကျွန်တော်တို့ဘာသာဝင်တိုင်းအထူးပြည့်ညတ်ထားတဲ့ထဲမှာမပါတဲ့အစားအသောက်ဖြစ်တဲ့အတွက်မိသူမဆိုလာရောက်ပြီးတော့ဒီကျောင်းမှာလာရောက်ပြီးတော့မိဖြစ်ဆွေဖြစ်အနေနဲ့လာရောက်နိုင်ပါတယ်လာရောက်ပြီးတော့အားလုံးတတ်မှတ်ရှင်းနဲ့စားသုံးနိုင်ပါတယ်လို့ကျွန်တော်ပြောပြပြီးတော့ကျွန်တော်ဖိတ်ကြားပါတယ်